What is the difference between the spirit and the soul? Many pastors struggle to explain this, but Okay. ဒီနေ့ကျွန်တော်တို့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အထင်းမှာရှိတဲ့ spirit လို့ခေါ်တဲ့အရာနဲ့ soul လို့ခေါ်တဲ့အရာကိုဒီနေ့ကျွန်တော်မျှဝေပေးရှင်းပါတယ်။အများသောအားဖြင့်တော့မြန်မာလိုကsoul ကိုစိတ်လို့ဘာသာပြန်ပြီးမှspirit ကိုကြတော့ဝိညာဉ်ဆိုပြီးမှဘာသာပြန်ထားတာကိုတွေ့ရပါတယ်။ Okay ဒါဆိုရင်soul လို့ခေါ်တဲ့စိတ်ဆိုတာဘာတွေပါလဲဆိုတော့ကျွန်တော်ဒီညမှာကြည့်ကြည့်အောင် here is the answer. The soul is your mind, emotions, and will, who you are on the inside, your personality, your thoughts, and your feelings. Okay, အရင်ရှင်းပါတယ်နော်ဒီစိတ်ဆိုတာကတော့ဘာကိုပြောချင်ရလဲဆိုကျွန်တော်ရဲ့ခံစားချက်နဲ့ပတ်သက်တဲ့အရာအကုန်လုံးဟာစိတ်ပဲဖြစ်တယ်တဲ့ပြီးတော့မှကျွန်တော် mind ကျွန်တော်တွေးတဲ့အရာတွေကျွန်တော်ကြံစည်တဲ့အရာတွေအကုန်လုံးဟာလေဒီ soul လို့ခေါ်တဲ့ဒီစိတ်ပဲဖြစ်တယ်ဆိုပြီးမှတွေ့ရပါတယ်ဒါဆိုရင်ဒီ spirit ဆိုတာဘာကိုပြောချင်တာလဲကျွန်တော်စိတ်မှကြည့်အောင် The spirit is the breath of life God gave you, the part of you that connects directly to Him. Yeah အဲ့ဒါကအရင်အရေးကြီးတာဖြစ်တယ်ဒီ spirit ဆိုတာကတော့ဘုရားသခင်ကကျွန်တော်တို့ကိုမှောက်သွင်းထားတဲ့အရာကိုပြောနေခြင်းဖြစ်ပါတယ်ကပ္ပဦးကျမ်းမှာကတည်းကနေဘုရားသခင်ကလူကိုနှာခေါင်းထဲကနေဇီဝအသက်ကိုမှောက်သွင်းထားတဲ့အရာကို spirit ဆိုပြီးမှခေါ်တာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီညမှာလူတစ်ယောက်မှာခန္ဓာစိတ်ဝိညာဉ်၃ပါးရှိတယ် spirit soul body ဆိုပြီးမှကျွန်တော်၃ခုရှိတာကျွန်တော်တွေ့ရပါတယ်။ဒါလူတိုင်းမှာရှိရတော့ဘာသာဝင်တိုင်းမှာရှိနေတယ်တော့ကျွန်တော်ပြောလို့မရဘူး။ဘယ်ဘာသာမှမကိုးကွယ်တဲ့လူတွေမှာလည်းဒီအရာကရှိနေတယ်ကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မို့ဒီအရာ၃ခုကတော့ဘေးဘာသာမှမကိုးကွယ်တဲ့လူမှလည်းရှိပါတယ်ဗုဒ္ဓပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်မွတ်စလင်ပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဖြစ်ကမ္ဘာပေါ်မှာရှိတဲ့ဘေးဘာသာဝင်တစ်ခုခုပဲဖြစ်ဖြစ်ဘေးဘာသာမှမကိုးကွယ်တဲ့လူပဲဖြစ်ဖြစ်ခန္ဓာရှိတယ်စိတ်ရှိတယ်ဝိညာဉ်ရှိတာဖြစ်တယ် spirit soul body ၃ခုရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီအရာကလူတိုင်းနဲ့ဆိုင်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုတရားလေးကြည့်ဖို့လိုရတယ်ဆက်လိုက်မှကျွန်တော်ကြည့်အောင် Hebrews 4:12 tells us God's word divides soul and spirit, proving they are not the same. When you die, your body returns to dust. Your spirit returns to God, as Ecclesiastes 12:7 says, and your soul faces judgment. Scripture shows we are three-part beings, body, soul, and spirit, confirmed in 1 Thessalonians 5:23, which says, "May your whole spirit, soul, and body be kept blameless." You are a three-part being, and if you think there is no life after death, it is time to think again. Heaven and hell are real, and where your spirit goes depends on how you live now. Don't wait until it's too late. Type, "Lord, I believe there is life after death. Prepare my spirit for eternity." Okay သူရှင်းပြပေးတော့တာအရင်ကောင်းတာဖြစ်တဲ့ spirit နဲ့ soul ကိုသူကရှင်းပြပေးတော့တာဖြစ်တယ်ကျွန်တော်အထင်းမှာရှိနေတဲ့အရာတွေပဲဖြစ်တယ်မမြင်ရဘူးနော်လူတစ်ယောက်မှာခန္ဓာရှိတယ်စိတ်ရှိတယ်ဝိညာဉ်ရှိတယ် body soul spirit သုံးခုရှိတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်မြင်ရတဲ့အရာကတော့ဒီ body ပဲဖြစ်တယ်သုံးခုရှိတယ်ဒါပေမဲ့ကျွန်တော်မြင်တွေ့ရတဲ့အရာကတော့တစ်ခုပဲဖြစ်တယ်အဲ့ဒီအရာကတော့ကျွန်တော်ခန္ဓာကိုယ်ပဲဖြစ်ပါတယ်စိတ်နဲ့ဝိညာဉ်ကိုကျွန်တော်မမြင်ရဘူးဒါပေမဲ့အဲ့ဒီအရာကတကယ်ရှိနေတာဖြစ်တယ်ဒါကြောင့်မို့ဒီနေရာမှာကဘာကိုပြောပြရှင်လဲဆိုရင်ဒီဗီဒီယိုရဲ့အဓိကအပိုင်းကတော့ဘာလဲဆိုရင်ကျွန်တော်တို့အထင်မှာခန္ဓာစိတ်ဝိညာဉ်သုံးပါးရှိတယ်အဲ့ဒီအရာကလည်းတကယ်ပဲ real ဖြစ်တယ်နောက်ဆုံးမှာဒီငရေကောက်ခံရှိတယ်အဲ့ဒီဟာကလည်းတကယ်ပဲ real ဖြစ်တယ်ဒါဆိုရင်ဘသူတွေကဒီ judgment တရားစီရင်ရှင်ကိုခံရမလဲဘသူတွေကတရားစီရင်ရှင်ကိုမခံရဘူးလဲဆိုတာကလည်း real တကယ်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အသက်ရှင်နေထိုင်တဲ့အခါမှာကိုကဘယ်လိုမျိုးအသက်ရှင်နေလဲဘယ်လိုမျိုးနေထိုင်နေလဲပြီးတော့မှအဲ့ဒီအရာကလည်းအရေးကြီးတာဖြစ်တယ်လို့မျိုးကိုကဘယ်လိုမျိုးဖျားကိုကိုးကွယ်နေတာလဲဆိုတာလည်းအရေးကြီးတာဖြစ်ပါတယ်ထာဝရဘုရားကဘာပြောလဲဆိုရင်ငါမှတပါးတဲ့တခြားသောဘုရားကိုမကိုးကွယ်နဲ့ဆိုတာတွေ့ရပါတယ်ဒီကဘုရားကသူကအရင်ကြီးတဝင်းတူတဲ့ဘုရားလို့ပြောလို့မရပါဘူးဘာကြောင့်လဲဆိုတော့တခြားသောဘုရားကမရှိဘူး
တူပဲရှိတယ်ဆိုတာကိုဒီညမှာဖော်ပြနေခြင်းဖြစ်ပါတယ်ဒါပေမဲ့လူတွေကတော့ဒီဟာလေးဖျားဖြစ်တယ်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 ဆိုပြီးမှလူတွေဟာတတ်မှတ်လိုက်တဲ့အတွေ့အကြောင်းတဖြည်းဖြည်းနဲ့ကမ္ဘာပေါ်မှာဖျားတွေမီလီယံနဲ့ရှိပြီးမှဖြစ်လာတယ်တန်းနဲ့ရှိပြီးမှရှိလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လူတိုင်းမှာဖျားကိုယ်စီရှိလာကြတာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီဖျားတွေဟာအသက်မရှင်တဲ့ဖျားတွေဖြစ်တယ်စကားမပြောတတ်တဲ့ဖျားတွေဖြစ်တယ်လူတွေကိုဘာမှကောင်းချိုးမပြုတဲ့ဖျားတွေပဲဖြစ်တယ်လူတွေကိုဘာမှမလောက်ပေးနိုင်တဲ့ဖျားတွေပဲဖြစ်ပါတယ်တကယ်ကိုဖျားဆိုတဲ့အတိတ်ပေကတော့တကယ်ပဲတကိုးကြီးမားတဲ့သူဆိုပြီးမှအတိတ်ပေရတယ်ဖျားလို့ပြောပြီးမှဘာမှတကိုးမကြည့်ဘူးဆိုရင်တော့ကျွန်တော်စဉ်းစားစရာတွေရှိပါတယ် right ဒါကြောင့်မို့အဲ့ဒီဖျားဟာနောက်ဆုံးသောနေ့မှာဒီခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးရှိတဲ့လူတွေကိုသူကတရားစီရင်မှာဖြစ်တယ်တရားစီရင်တဲ့ရှိမှာအပြစ်ရှိတယ်ဆိုရင်တော့ထာဝရငရေကိုတော်ရမှာဖြစ်တယ်အပြစ်မရှိဘူးဆိုရင်တော့ထာဝရကောက်ခံနိုင်ငံတို့တော်ရမှာဖြစ်ပါတယ်ဒီနေရာမှာအပြစ်ရှိတယ်အပြစ်မရှိဘူးဆိုတာကိုဘယ်သူကဘယ်လိုမျိုးသတ်မှတ်မှာလဲလူတိုင်းမှာမွေးကင်းစားကနေပြီးမှာဘာဖြစ်လဲဆိုရင်အပြစ်ဆိုတာရှိလာပြီးသားဖြစ်တယ်ငါဘာအပြစ်မှမလောက်ဘူးငါကအရန်ကောင်းတဲ့သူတယောက်ဖြစ်တယ်ငါကအရန်ကြီးကြိုးစားအားထောက်နိုင်တဲ့သူတယောက်ဖြစ်တယ်လို့ထင်ရပေမဲ့လေသူစီမှာငရေကိုတော်ရမယ်အပြစ်ကရှိနေပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့အာဒံနဲ့ဧဝကနဲ့ဆင်းသက်လာတဲ့လူတိုင်းကသူတို့ရဲ့အထက်မှာငရေကိုတော်ရမယ်အပြစ်ကိုစီရှိနေပြီးသားဖြစ်တယ်ကျွန်တော်တို့လူတွေကိုဘလို့ပဲသတ်မှတ်ထားပါစေအဲ့ဒီလူတွေတည်ရမှာဖြစ်တယ်တည်တော့ပြီးပြီဆိုရင်တော့တရားစီရင်ရှင်ကိုခံရမှာဖြစ်ပါတယ်လူကလူကိုတရားစီရင်မှာမဟုတ်ပါဘူးဒီလူတွေကိုဖျားကနေပြီးမှတရားစီရင်မှာဖြစ်ပါတယ်အပြစ်ရှိတဲ့သူကိုတရားစီရင်မှာနော်အဲ့ဒီတရားစီရင်တဲ့နေ့မှာတင်မပါတော့ဖို့အတွက်အရင်အရေးကြီးတာဖြစ်ပါတယ်ဒီနှစ်သိမှာလည်းကျွန်တော်တို့အသက်ရှင်တဲ့အခါမှာဘယ်လိုမျိုးအသက်ရှင်မလဲကျွန်တော်တည်သွားပြီဆိုရင်ဘေကိုတော့မှလဲကျွန်တော်ရဲ့အသက်ဝိညာဉ်ကဘယ်လောက်တဲ့အသက်ရှင်မှလဲကျွန်တော်တို့တရားတဲ့စဉ်းစားဖို့လိုအပ်ပါတယ်ကျွန်တော်တို့အခုခိုင်းမှာကျွန်တော်တို့တကယ်ပဲ ID ခိုင်းလို့ပြောတာတဲ့ကျွန်တော်တို့တကယ်ပဲ AN ခိုင်းလို့ပြောတဲ့ဆိုရင်ပုံမှန်ပါလိမ့်မယ်ကျွန်တော်တို့ AN ကတကယ်ပဲတိုးတက်လာတာနဲ့အမျှဘာတွေဖြစ်လာလဲဆိုရင်သူကတကယ်ပဲကျွန်တော်တို့စဉ်းစားစရာတွေပုံများလာတယ်တွေးခေါ်စရာတွေပုံများလာတယ်ကျွန်တော်တွေးတဲ့အရာတွေကကျွန်တော်ပို့ပြီးမှသိလာတဲ့အရာကျွန်တော်တွေ့ရတာဖြစ်တယ်ကျွန်တော်စဉ်းစားလေပို့သိလာလေဖြစ်တယ်ပညာတတ်တဲ့လူတွေပုံများလာလေဖြစ်တယ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာတကယ်ပဲငါကတော့ပညာဒီလောက်ရှိတယ်ငါကတော့ပညာဒီလောက်ရှိတယ်ငါကတော့အသိအဉာဏ်ဘယ်လောက်ရှိတယ်ငါကတော့ဘယ်လိုမျိုး level တွေရောက်နေပြီဖြစ်တယ်ဒါပေမဲ့သူတို့ဟာတကယ်ပဲမျက်စိတွေဒီဝိညာဉ်မျက်စိတွေမမြင်သေးဘူးဆိုတာကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဝိညာဉ်ရင်းနဲ့ပတ်သက်ပြီးမှဒီဖျားဆိုတာမရှိဘူးတော့ဖျားဆိုတာမလိုအပ်ဘူးတော့တရားစီရင်ခြင်းဆိုတာငါနဲ့မဆန်ဘူးတော့ငါကောင်းတဲ့အရာကိုငါကျင့်နေတာတော့လူတွေဟာအများကြီးကိုထင်တဲ့အရာတွေကိုပြောနေကြတာတွေ့ရပါတယ်။တနေ့မှာသူတို့ပြောနေတဲ့အရာတွေကသူတို့လောက်နေတဲ့အရာတွေကသူတို့ကိုဘာအာမခံရှင်မှမရှိဘူးဆိုရင်တော့တေချာပေါက်တစ်ခုပဲရှိတယ်သူတို့တရားစီရင်ရတဲ့နေ့မှာအပြည့်စီရင်ခြင်းကိုခံရမှာငရေတို့တော်ရမယ့်လူတွေပဲဖြစ်တာဖြစ်တယ်ကျွန်တော်ကဒီအရာတွေကဘာဖြစ်လို့အတိအကျနဲ့ပြောပြနေရတာလဲဆိုရင်အတိအကျသိထားလို့ဖြစ်တယ်ဟယ်လိုအတိအကျသိရှင်တယ်ဆိုရင်ဘယ်မှာတော့ကြည့်ရမလဲဆိုရင်ကျွန်တော်ဒီမှာတော့ကြည့်ပါစာအုပ်ကျွန်တော်ပြပေးမယ်ဒီကတော့ဘာလဲဆိုရင်တမချမ်းဖြစ်တယ်ဒီတမချမ်းစာဆိုတာ creation ရဲ့ချမ်းစာအုပ်မဟုတ်ပါဘူးထာဝရဖရာရဲ့တမချမ်းစာအုပ်ဖြစ်တယ်ဖရာသခင်ရဲ့ချမ်းဖြစ်တယ်လူတန်းအတွက်ဖြစ်တယ်တကဘာလုံးအတွက်သူကဒီမှာရေးထားပြတာဖြစ်တယ်ကဘာရဲ့အစဒီမှာပါတယ်ကဘာရဲ့အလေဒီမှာပါတယ်ကဘာရဲ့အဆုံးတွေဒီမှာပါတယ်ထာဝရကာလနဲ့ပတ်သက်တဲ့အရာတွေဒီမှာပါနေတာတွေ့ရပါတယ်ဒါကြောင့်မို့ဒီစာအုပ်ကိုမဖြစ်မနေရှာပြီးမှဖ
တ်သင့်နေစရာကိုကျွန်တော်ဒီနေ့အကြံပြုရှင်ပါတယ်တယောက်ချင်းစီတိုင်းပေါ်မှာဖဲရှင်ကောင်းချီးပေးပါစေ